မျိုးသားဝန်တွေကိုကြိုးဆိုကိုပြုတဲ့အနေနဲ့အောင်ကျော်ဦးလောင်းပြည့်ရေးသားထားတဲ့မျိုးသားအောင်ပွဲဆိုတဲ့ကြပြလေးနဲ့ကိုပြုကြိုးဆိုလိုက်ပါတယ်မျိုးသားအောင်ပွဲကိုလိုနီခေတ်ကြောင့်ပညာဖိနှိပ်ချုပ်ချယ်လာတက္ကသိုလ်ပညာသင်ယူရေးမြန်မာတို့နောင်နေတဲ့ရေးဆွဲအဥပဒေကျော်သက်ပူတာရှေကျောင်းသားတွေနဲ့ပြည်သူကတပိတ်မောက်ခဲ့ကြမြမကျောင်းသားတပိတ်ဟာလွတ်လပ်ရေးအစာပါအသက်ပေးကဥဆောင်ခဲ့ဘူအောင်ကျော်နဲ့အဖွဲ့မိမိရတဲ့ဒီနေ့ဟာ9ရက်ဒီဇင်ဘာလာပြည့်ကျော်ပါမှတ်လိုက်အောင်10ရက်တဆောင်မို့ဒိုအားလုံးအတွက်မမေ့သာအမျိုးသားနေပါနှစ်စဉ်တိုင်းသာကျင်းပလို့ဂုဏ်ပြုကြပါစို့အောင်လာတော့တိုင်းတီတိုင်းမြမရွှေကြီးတို့လူများကြိုးလာကြ